ကြောက်ရွံ့ခြင်းဆိုတာနေရာတိုင်းမှာရှိနေတတ်ပါတယ်။တခါလေလေလူထဲမှာလွင်မျောနေသလိုတခါလေအမှောင်ထုထဲမှာလည်းပုံအောင်နေတတ်ကြပါတယ်။ဒါပေမဲ့လူများစုမေးရောနေကြတာကတော့အမှောင်ထုထက်ပိုကြောက်ဖို့ကောင်းတာဟာလူစိတ်ပဲဖြစ်ပါတယ်။အခုကျွန်တော်ပြောပြမယ့်ဖြစ်ရပ်ကတော့1986ခုနှစ်မှာတကယ်ဖြစ်ခဲ့တဲ့ရင်းနှင်းစရာတွေးပြက်စရာဇက်လန်းလေးတစ်ပုဒ်ပါ။အဲ့ဒီတုန်းကဂျီယာဆိုတဲ့ကျောင်းသူနဲ့သူ့ငယ်ချင်းတွေကတက္ကသိုလ်နောက်ဆုံးနှစ်သူတေသနာအတွက်နေဆက်ကရွာကလေးတယောက်ကိုရောက်သွားခဲ့ကြပါတယ်။အဲ့ဒီရွာကလက်မှုပညာတွေနဲ့နာမည်ကြီးပြီးတော့ရွာသားတွေကလည်းအရန်ကိုဖော်ရွေကြပါတယ်။ဒါပေမဲ့အဲ့ဒီဖော်ရွေမှုတွေရဲ့နောက်ွယ်မှာတော့လူမသိတဲ့ငရေခမ်းတစ်ခုရှိနေလိမ့်မယ်လို့သူတို့လုံးဝမထင်ထားခဲ့ကြပါဘူး။ဒီနေ့တော့သူတို့ရွာသားတွေနဲ့စကားပြောနေတော့မှထူးဆန်းတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အဝတ်စားတွေကဆုပ်ပြတ်တက်နေပြီးခြေပလာနဲ့လက်ထဲမှာလည်းကားချိတ်ခံထားရတဲ့ဖားသေးတကောင်ကိုကင်ထားပါတယ်။သူ့ရဲ့နာမည်ကတော့မောင်မွန်းတဲ့ရွာသားတွေရဲ့တွေ့လာချက်အရသူကတော့အရင်ကရွာမှာအချောဆုံးအတက်ဆုံးလူငယ်တယောက်ပါ။ကြပြားတွေလည်းအရန်ကိုမှရည်တက်တာပေါ့။ဒါပေမဲ့သူရမ်းချေရတဲ့နိုလီဆိုတဲ့မိန်းကလေးကမြို့ကတထေးသားတယောက်နောက်ပါသွားပြီးကြတဲ့ကသူဟာစိတ်ပေါက်ပြန်ပြီးယူသွားတာဖြစ်တယ်လို့ဆိုပါတယ်။နိုလီဆိုတဲ့မိန်းကလေးကလည်းရွာတခြားမိန်းကလေးတွေနဲ့မတူပဲအသားကဖြူဖြူစပင်းကနီနီနဲ့အရန်ကိုမှလှပတဲ့မိန်းကလေးတယောက်ပါထူးဆန်းတာရွာသားတယောက်ကမောင်မို့ဝတ်သားဟင်းနဲ့ထမင်းသွားကျွေးတဲ့အခါမှာတော့မောင်မို့ကဝမ်းသာအားရနဲ့စားရမယ်အစားအယူတယောက်လိုအော်ဟစ်ပြီးတော့ထိတ်လန့်နေကြညှင်းဆန်နေခဲ့တာပါပြီးတော့သူဟာတန်ပြားတွေနဲ့ကာယံထားတဲ့တန်ကန်းလို့ခေါ်တဲ့အခန်းထဲကိုပြေးဝင်ပြီးတရှုံရှုံနဲ့ငိုနေတော့တာပါပဲဂျီယာရဲ့တငယ်ချင်းတို့ကမောင်မိုးရဲ့နောက်ကိုလိုက်သွားကြည့်တဲ့အခါမှာတော့အဲ့ဒီခန်းထဲမှာထူးဆန်းတဲ့စီရင်တွေဓာတ်ရီလက်နက်တွေစုပုံထားပြီးအင်္ဂလိပ်စင်မြင့်ကြီးတစ်ခုကိုလည်းတွေ့ခဲ့ရပါတယ်။သူတို့ကရွာမှာတညတာတဲခိုဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ထိတ်လန့်စရာတွေကစတင်လာတော့တယ်။ညတကောင်ရဲ့အချိန်မှာတံပြားကိုတစ်ခုခုနဲ့ထုရိုက်နေတဲ့ဒုံဆိုတဲ့အတန်ကြီးကတရွာလုံးကိုပဲ့တင်ထပ်နေပါတယ်။ဂျီယာနဲ့သူ့ငယ်ချင်းတို့အပြင်ထွက်ကြည့်တဲ့အခါမှာတော့တန်ခမ်းထဲကနေမောင်မောဟာတွေးယူတွေးတဲ့နဲ့ပြေးထွက်လာတာကိုတွေ့လိုက်ရသလိုတန်ခမ်းရဲ့နေရာပေါ်မှာလည်းမိန်းကလေးတယောက်ရဲ့ထိတ်လန့်စရာပုံရိပ်ကြီးကိုမြင်လိုက်ရတော့နှုတ်တယောက်ကလည်းတတိလစ်သွားတဲ့အထိကြောက်လန့်နေခဲ့ရပါတယ်။နောက်တစ်ရက်မှာတော့မောင်မောဟာတီးမခံနိုင်တော့တဲ့အစုံပစိန်လက်နဲ့အဲ့ဒီတန်ခမ်းထဲကအင်္ဂလိပ်စင်မြင့်ကြီးကိုအားကုန်သုံးပြီးထုနှက်ပါတော့တယ်။ရွာသားတွေဒါပေမဲ့လည်းမရခဲ့ပါဘူးအင်္ဂလိပ်တွေကွဲအပ်သွားတဲ့အခါမှာတော့အထက်ကနေနေရဲနေတဲ့သပင်စုလိုက်တဲ့အတူစက်ကူလေးတွေထွက်ကြလာပါတယ်အဲ့ဒီစက်ကူပေါ်မှာနိုလီရေးခဲ့တဲ့ကြပြားလေးတစ်ပုဒ်ရှိနေခဲ့ပါတယ်မောင်မောင်ကတော့အဲ့ဒီသပင်တွေကိုဖတ်ပြီးတော့ကလေးတယောက်လိုမျိုးငိုကြွေးနေခဲ့ပါတော့တယ်အဲ့ဒီချိန်မှာကားသမားကြီးကတော့အမှန်တရားကိုဖွင့်ပြောပါတော့တယ်နိုလီယာမြို့ကတတိနဲ့လိုက်သွားတာမဟုတ်ပါဘူးအဲ့ဒီတတိကနိုလီကိုအာထမချင်းမှုစူးစမ်းခဲ့ပေမဲ့နိုလီယာရုန်းကန်ခဲ့ပါတယ်။ဒါကိုရွာလူကြီးတွေကတတိစီကပတ်စံကိုယူပြီးတော့ဝိုင်းကူညီခဲ့ပါတယ်။သူတို့ဟာနိုလီကိုတက်ပြီးအလောင်းဖြောက်ဖို့အတွက်ကဘာပေါ်မှာရုံမာဆုံးနီလန်ကိုတုံးခဲ့ကြပါတယ်။နိုလီရဲ့အသားတွေကိုအယိုးကနေခွာထုတ်ပြုတ်ပစ်ပြီးတန်ရည်တွေနဲ့ရုံတော့ကတန်ခမ်းရဲ့နေရာတွေဖြစ်တွန်းလှုပ်ခဲ့ကြတာပါ။စပင်တွေကိုတော့အင်္ဂလိပ်ထဲမှာမြုပ်နှံထားခဲ့ကြပါတယ်။ပို့ပြီးတော့ရင်နာဖို့ကောင်းတာနိုလီရဲ့အမေအရင်ကိုယ်တိုင်ကပတ်စံမလို့သူသမီးရဲ့သားတွေကိုကိုယ်တိုင်လှီးဖြတ်ပေးခဲ့တာပါ။မောင်မောဟာဒါရီကိုအကုန်မြင်ခဲ့ရလို့စိတ်ဖောက်ပြန်သွားခဲ့ရတာလို့သိရပါတယ်။သူဟာညာတိုင်းအဲ့ဒီတန်ခမ်းကိုထုရိုက်နေတာဟာနိုလီရဲ့ဝိညာဉ်ကိုကယ်ထုတ်ခြင်းလို့ပဲဖြစ်ပါတယ်။လူစိတ်ရဲ့လောဘဟာဘယ်တော့တောင်ကြောက်ဖို့ကောင်းလဲဆိုတာဒီဇလန်အသက်တည်ပြနေခဲ့ပါတယ်။တီလာတရားကင်းမဲ့သွားတဲ့အခါမှာတော့လူတွေဟာတလိษံတက်တောင်မှပို့ပြီးတော့ရက်ဆက်တက်ကြပါလားဆိုတာကိုတွေးတောရင်းနဲ့ပဲဒီဇလန်လေးကတော့အဆုံးသတ်သွားခဲ့ပါပြီခင်ဗျာ။